အခုလိုအကြောင်းရင်းကြောင့်စကားများကြတဲ့ငယ်စဉ်ဆောင်တွေလို့ချစ်စနောခေါ်ကြတဲ့ဟင်းဝရံနဲ့ဆိုဗီယက်စင်တို့ရဲ့မင်္ဂလာပွဲကပြီးသွားပေမဲ့ကြရက်ကတော့မပြီးသေးပါဘူးအထူးသဖြင့်ညစာစားပွဲတင်တာပွဲမတိုင်ခင်ပြင်ဆင်နေချိန်မှာရိုက်ကူးမိခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုကြောင့်အခုချိန်မှာလူပြောများဆုံးဖြစ်နေပါတယ်အစောပိုင်းတော့ကပရိသတ်တွေကထင်ကြတာတစ်မျိုးပါဆိုဗီယက်စင်ရဲ့ရုပ်လေးကအေဂျာမီနူးညံ့သိမ့်မွေတော့အင်တော်ရေးမှာဟင်းဝရံကပဲဦးဆောင်မလားဟင်းဝရံကပဲနိုင်မလားပေါ့ဒါပေမဲ့တကယ်တမ်းဗီဒီယိုထွက်လာတဲ့အခါမှာတော့ဇက်လန်ကပြောင်းပြန်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်ဖြစ်စဉ်ကတော့မင်္ဂလာညဆန်စားပွဲတရားဖို့ပြင်ဆင်နေချိန်မှာသတို့သားဖြစ်တဲ့ဟဲဝီယန်ကအရေးကြီးဆုံးဖြစ်တဲ့လက်ထက်လက်စုကိုမြင့်ကျင်ခဲ့တာပါအဲ့ဒီလိုအချိန်မှာဆိုဗီယက်စင်ရဲ့တုံ့ပြန်မှုကပြည်သက်တွေကိုအံ့အားသင့်စေခဲ့ပါတယ်သူမဟာဟဲဝီယန်ကိုချက်ချင်းဆိုသလိုလက်ကိုပါပုတ်ချလိုက်တဲ့အမြင်ကွင်းကဗီဒီယိုထဲမှာအတိုင်းသားမြင်တွေ့လိုက်ကြပါတယ်ဒီနေရာမှာပြည်သက်တွေသတိထားမိပြီးတော့ချီကျူးလိုက်တာကဟဲဝီယန်ရဲ့စိတ်ရှည်သိခံမှုပါပဲလူကြားထဲမှာစုခန်းရဇနီးတဲ့ကလက်ကိုပုတ်ချခဲ့ပေမဲ့လည်းဟဲဝီယန်ကတခုမှမပြောဘဲဒေါသမထွက်ဘဲနဲ့လက်စွပ်ကိုပြန်သွားယူခဲ့ပါတယ်ဒါဟာသူ့ရဲ့ရည်ကြမှုနဲ့ဇနီးတဲ့ပေါ်မှာထားတဲ့မြတ်တာကိုပြသလိုက်တာပါပဲဒါပေမဲ့ပြည်သက်တွေပို့ပြီးတော့စိတ်မကောင်းဖြစ်တာဝေဖန်နေကြတဲ့လက်စွပ်ကိစ္စတဲ့ပို့ပြီးတော့နှက်နေတဲ့မျက်မှန်ကိစ္စပါပဲအားလုံးသိကြတဲ့အတိုင်းပါပဲဟဲဝီယန်မှာမျက်လုံးနဲ့ပတ်သက်တဲ့အာယုံကြောအားနေတဲ့ယောဂတစ်ခုရှိပါတယ်ဒါကြောင့်သူဟာမျက်တောင်ခဏခလေးရှိပြီးပုံမှန်ချိန်တွေမှာမျက်မှန်အမြဲတက်နေရတဲ့သူပါမျက်မှန်တက်ထားမှသာသူ့ရဲ့မျက်လုံးတွေကတတ်တာပြီးနေထိုင်ရတာအဆင်ပြေတာပဲဖြစ်ပါတယ်။ဒါပေမဲ့အခုမင်္ဂလာ6ပွဲစလုံးမှာဟဲဝီယန်ကမျက်မှန်လုံးဝမတက်ခဲ့ပါဘူး။ဒီလိုမတက်ဖြစ်တာကလည်းမျက်မှန်ပါရင်ပုံမလှဘူး။ဓာတ်ပုံရိုက်ရင်မကောင်းဘူးဆိုတဲ့အကြောင်းပြချက်နဲ့ဆိုဗီယက်စင်ရဲ့သဘောဆန္ဒကြောင့်ဖြစ်တယ်လို့ဆိုကြပါတယ်။ရလတ်ကတော့ဗီဒီယိုဖိုင်ထဲမှာဟဲဝီယန်တယောက်မျက်လုံးတွေအရန်ညောင်းပြီးတော့ပင်ပန်းနေတာမျက်တောင်တွေစတိုက်ခတ်နေတာကိုတနာဆက်ပွဲမြင်တွေ့ရတာလည်းဖြစ်ပါတယ်။တချို့ကတော့ဆိုဗီယက်စင်ကိုဝေဖန်ကြပါတယ်။အချစ်ဆိုတာကိုချစ်သူရဲ့ကျမရေးကိုဦးစားပေးရမှာမဟုတ်ဘူးလားဓာတ်ပုံလာဖို့တခုတည်းအတွက်ခင်မွန်းတဲ့ရေဝေဒနာကိုမျက်ခွေပြူပြီးဖိအားပေးတာကအားတကြီးကမရောက်ဘူးလားဆိုပြီးတော့မိကုန်းတွေထုတ်နေကြတာလည်းဖြစ်ပါတယ်ကိုယ့်ရဲ့ခင်မွန်းလောင်းကိုနေတာထိုင်တာရှိဖို့ထက်တားဖို့ကိုပို့ပြီးဂယူးဆိုင်နေသလားဆိုပြီးတော့ထောက်ပြကြတာပါတစ်ဖက်မှာပြန်ကြည့်ရင်တော့ဟဲဝီယန်ကသူ့ရဲ့ဇနီးစိတ်ချမ်းသာဖို့ထက်သူ့ရဲ့နေထိုင်မကောင်းမှုပင်ပန်းမှုတွေကိုသိခံပေးခဲ့တယ်လို့ဆိုပါတယ်သူကပွဲတစ်ချောင်းလုံးမှာဆွေးနွေးတဲ့စင်ကိုသာအရေးတကြီးရှိနဲ့ဂယူးဆိုင်နေတာကိုမြင်ရတော့သူ့ရဲ့အချစ်ကဘလောက်ကြီးမှလဲဆိုတာကိုသက်သေပြနေတာပါဆွေးနွေးတဲ့စင်အနေနဲ့လည်းမင်္ဂလေးပေါ်ကသက်မှတစ်ခါသာလုပ်ရတဲ့မင်္ဂလာပွဲကိုအလားပါဆုံးအကောင်းဆုံးဖြစ်စေခြင်းနဲ့စေတနာကြောင့်အခုလိုစီစဉ်ခဲ့ရတာလည်းဖြစ်ပါတယ်ဒါပေမဲ့ဒီလိုပြည်စုံမှုကိုရှာဖွေရင်းနဲ့တစ်ဖက်လူရဲ့တက်တာမှုမရှိမှုကိုမေးလျော့သွားခဲ့သလားဆိုတာကတော့ဆွေးနွေးစရာအဖြစ်ကျန်ရခဲ့တာပါတယ်ဒီအဖြစ်အပျက်ပေါ်မှာဘယ်လိုမြင်ကြသလဲဟဲဝီယန်ရဲ့သိခံမှုကိုလေးစားမိပါသလားမိမိတို့ရဲ့အမြင်လေးကိုလည်းပြောပြတော့ကြပါအောင်ရှင်အားပေးနှားဆင်ခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်နေ့မှလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့အတူပြန်လာခဲ့ပါအောင်မယ်ရှင်